မိသားစုအတွက်ဘဝကိုရင်းခဲ့တဲ့အကိုအကြီးဆုံးနဲ့ပြန်လည်ဆောင်တွေ့သွားကြပြီဖြစ်တဲ့အင်ချစ်သူတို့မိသားစုအားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်အချစ်ဆိုတဲ့စကားလုံးကိုပုံစံမျိုးမျိုးနဲ့ဖွင့်ဆိုကြပေမဲ့မိသားစုတွေကြားမှာရှိတဲ့မေတ္တာတရားနဲ့ဆွလို့အနစ်နာခံမှုဆိုတဲ့မေတ္တာကတော့ဘယ်ဟာနဲ့မှအစားထိုးလို့မရပါဘူးအခုနှစ်တွတ်တာဆောင်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာပထမဆုကိုထိုက်ထိုက်တန်တန်ဆုခိုးနိုင်ခဲ့တဲ့အင်ချစ်သူကိုစာရီလေးလာနိုင်အောင်နောက်ွယ်ကနေပံ့ပိုးပေးခဲ့တာကသူ့ရဲ့အကိုကြီးဖြစ်ပြီးအခုတော့အကိုအကြီးဆုံးနဲ့ပြန်လည်ဆောင်တွေ့သွားကြပြီဖြစ်ပါတယ်အကိုကြီးအဖရာဆိုတဲ့စကားအတိုင်းအင်ချစ်သူရဲ့အကိုကအဲ့ဒီစကားနဲ့အတိအကျကိုက်ညီတဲ့အကိုတယောက်ဖြစ်ခဲ့တာပါမိသားစုရဲ့စားဝတ်နေရေးနဲ့ညီမလေးတွေကျောင်းဆက်တက်နိုင်ဖို့အတွက်ဆယ်တန်းကိုတောင်မတက်တော့ပဲအလုပ်ထွက်လုပ်ခဲ့ရသူဖြစ်ပါတယ်ဆယ်ကျော်သက်အရွယ်မှာတငယ်ချင်းတွေနဲ့ပျော်ပါခြင်းကြောက်တက်ခြင်းပြီးဝါသနာပါလာလေးတွေကိုလှုပ်ချင်တဲ့အရွယ်ပါဒါပေမဲ့မိသားစုရဲ့အခြေအနေနဲ့ညီမလေးတွေရဲ့အနာဂတ်အတွက်ပညာရေးကိုတပိုင်းတစားနဲ့ဆွလုပ်ခဲ့ရပါတယ်တိုင်းတစ်ပါးမှာအလုပ်တွေကိုလုပ်ရင်းနဲ့ညီမလေးတွေအတွက်ဆိုတဲ့စိတ်နဲ့စူးစမ်းခဲ့ရတာပါထိနေကြလာတာနဲ့အမျှအကိုဖြစ်သူရဲ့ချွေးနေစာတွေကအလဟတ်မဖြစ်ခဲ့ဘူးရှင်ညီမဖြစ်သူအင်ချစ်သူကအကိုရဲ့ပေးဆပ်မှုတွေကိုတိတက်နားလည်စွာနဲ့စူးစမ်းခဲ့ရကနေအားလုံးကဂုဏ်ယူရတဲ့အောင်မြင်မှုကိုရယူနိုင်ခဲ့ပါတယ်အင်ချစ်သူကအခုနှစ်ကျင်းပတဲ့တွတ်တာဆောင်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာအမြင့်ဆုံးဖြစ်တဲ့ပထမဆုရှင်ဖြစ်လာခဲ့ကောင်သိန်းထောင်ချီငွေတွေကိုပါရရှိခဲ့တာပါထိုင်းနိုင်ငံမှာအလုံးလုံးနေတဲ့အကိုဖြစ်သူကသူပင်ပန်းခဲ့သမျှသူဆွလွန်ခဲ့ရသမျှအရာအလုံးဟာညီမလေးရဲ့အောင်မြင်မှုတစ်ခုတည်းနဲ့တင်ပြေပြောက်သွားခဲ့ပြီဖြစ်ပါတယ်အောင်မြင်မှုတွေရောက်လာတဲ့အခါမှာလူတိုင်းကကိုယ့်ရဲ့မိသားစုကိုယ့်ကိုပံ့ပိုးပေးခဲ့တဲ့သူတွေနဲ့အတူတကွပျော်ရွှင်ခြင်းကြပါတယ်တွတ်တာဆောင်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုရရှိခဲ့ပြီးနောက်အင်ချစ်သူနဲ့သူ့ရဲ့ညီမလေးတို့ကအကိုဖြစ်သူကိုအိမ်ပြန်လာဖို့ခေါ်ခဲ့ကြပါတယ်စုချင်းငွေတွေလည်းရလာပြီးဖြစ်လို့ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့အကိုဖြစ်သူကိုပြန်ခေါ်ခြင်းကြောင်းပြောလာခဲ့ကြတာပါအဲ့ဒီအချိန်မှာအကိုဖြစ်သူကတော့လက်ရှိအလုပ်တွေနဲ့မအားလပ်သေးတဲ့အတွက်အလုပ်တွေနည်းနည်းပါသွားတဲ့အချိန်မှသာပြန်လာမယ့်အကြောင်းညီမလေးတွေကိုပြန်ပြောခဲ့တာပါနှုတ်ကသာအလုပ်မအားသေးလို့ပြန်မလာသေးဘူးလို့ပြောခဲ့ပေမဲ့တကယ်တမ်းမှာတော့အကိုဖြစ်သူရဲ့ရင်ထဲမှာမိသားစုကိုတွေ့ချင်တဲ့စိတ်တွေကတားဆီးလို့မရအောင်ကိုဖြစ်နေခဲ့ပါပြီဒါကြောင့်မိသားစုအတွက်တစ်သက်လုံးအမှတ်ရနေစေမယ့်အစီအစဉ်တစ်ခုကိုတိတ်တိတ်လေးဖန်တီးခဲ့တာပါအကိုဖြစ်သူဟာမိခင်ကြီးရဲ့မွေးနေ့မှာမွေးနေ့ကိတ်လေးဝယ်ပြီးဘယ်သူမှမသိအောင်တိတ်တိတ်လေးအိမ်ပြန်လာခဲ့ပါတယ်မိခင်ဖြစ်သူနဲ့ညီမလေးတွေလုံးဝသတိမထားမိအောင်အိမ်ရှိလေးမှာစောင့်နေက surprise လုပ်ခဲ့တာပါမထင်မှတ်ပဲရောက်လာတဲ့အကိုဖြစ်သူကိုတွေ့လိုက်တဲ့အခါမှာတော့မိခင်နဲ့ညီမလေးတွေကအံ့ဝမ်းသာသွားခဲ့ရပါတယ်အခုဆိုရင်တော့အကိုဖြစ်သူရဲ့အိမ်ပြန်ခီးစဉ်လေးကြောင့်သူတို့ရဲ့မိသားစုတွေကလူပြန်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်မိဘတွေနဲ့ဘဝကိုရင်းပြီးကြောင်းထားပေးခဲ့ရတဲ့ညီမလေးတွေရဲ့ကသူ့ရဲ့ရှေ့မှာအောင်မြင်တဲ့သူတွေဖြစ်ရပ်တည်နေနိုင်ပြီးမို့အကိုတယောက်ရဲ့တာဝန်ကျေပွန်သွားတဲ့ပီတိတွေကသူ့ရဲ့မျက်ဝန်းတွေထဲမှာအပြည့်အဝကိုနေရာယူနေတာပါအရင်ကလိုမိသားစုနဲ့ဝေးကွာပြီးပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရတဲ့ဘဝကနေအခုဆိုရင်မိသားစုစုံစုံလင်လင်နဲ့အကိုဖြစ်သူကလည်းတကယ်ကိုပျော်ရွှင်နေပြီဖြစ်ပါတယ်အင်ချစ်သူတို့မိသားစုတွေကရိုးရှင်းပင်မဲ့မေတ္တာတရားတွေပြည့်နှက်နေတဲ့မိသားစုလေးဖြစ်ခဲ့တာပါချစ်ချင်းမေတ္တာတွေအပြည့်အဝရရှိနေတဲ့အင်ချစ်သူလေးဒီထက်မကပိုအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ